သူများကလေကိုကိုကော်ဖီတောက်တာကြိုက်လားလို့မေးတဲ့ချိန်ကျရင်ကိုကလေကော်ဖီတောက်တာမကြိုက်တာလည်းမဟုတ်ဘူးမကြိုက်တယ်လို့လည်းမဟုတ်အမှန်တော့ကော်ဖီတောက်ရတာမကြိုက်ဘူးဒါပေမဲ့အားနာလို့တောက်လိုက်ရတယ်ပေါ့ကွာအဲ့ဒီအချိန်မှာအမှန်တော့ကော်ဖီတောက်ရတာမကြိုက်ဘူးအမှန်တော့ဆိုတဲ့စကားလုံးလေးကတရုတ်စာမှာရှိတယ်ပေါ့နော်ဒါလေးကတော့七十ဆိုတဲ့စကားလုံးလေးဒါဆိုရင်နမူနာစာကြောင်းကိုလေ့လာကြည့်မယ်အမှန်တော့ကော်ဖီတောက်ရတာတိတ်မကြိုက်ဘူး其实我不太喜欢喝咖啡ဟုတ်ပြီအမှန်တော့ तू သိပြီးသားဒီကိစ္စက तू သိပြီးသားအဲ့ဒါဆိုရင်အမှန်တော့ဆိုတော့其实他已经知道了နောက်တစ်ခုဒီကိစ္စကလေတကယ်တော့လွယ်လေးအမှန်တော့လွယ်လေးဒါဆိုရင်其实这件事很简单看起来ငါအလုပ်ရမ်းများရင်ထင်နေတာတကယ်တော့လေဘာမှမရှိဘူးအဲ့ဒီနေရာမှာကျတော့တကယ်တော့ဆိုတော့အမှအမှန်ဆိုတဲ့စကားလုံးပေါ့အဲ့ဒါဆိုရင်其实ဆိုတဲ့စကားလုံးလေးနဲ့သုံးပေးရမယ်我看起来很忙其实没什么事ဒီတကယ်တော့ဒီနေ့ကဒီလောက်လည်းမအေးပါဘူးเนาะအမှန်တော့ဒီလောက်လည်းမအေးပါဘူးနေရာကတော့ပို့ပြန်ပြီပေါ့အဲ့လိုမျိုးဆိုရင်其实今天没有那么冷เนาะနောက်တစ်ခုအမှန်တော့လေသူကလူအရန်ကောင်းပါတယ်တကယ်လည်းကောင်းပါတယ်เนาะဒီလူရဲ့ဒီပေါ့ဆက်ဆံနေရမဆိုးဘူးစိတ်ထားလေးလည်းမဆိုးဘူးဆို其实他人很好你不要怪他你သူ့ကိုအပြစ်မမြင်ပါနဲ့ဒီလိုမျိုးပေါ့ဒါကတော့ပေါ့เนาะဒီအမှန်တော့တကယ်တော့ဆိုတဲ့စကားလုံးကိုသုံးကျင်တဲ့ချိန်ချရင်其实လေးကိုသတိရမိပါเนาะ